မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များဖြစ်ကြတဲ့ဒေါက်တာမေဝင်းမြင့်ဦးဝင်းထိန်တို့ဟာမြို့နယ်ခေါင်းဆောင်17ဦးနဲ့အတူပဲခူးမြို့ရေဘေးဒုက္ခသည်များစီကိုယ်တိုင်ကိုယ်ကျတွားရောက်ပြီးဆန်များပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါတယ်တီးအောင်ပြောပြဟုတ်တယ်မလားဒါပြရမယ်ဒါလုပ်ပြရမယ်တီးရမှုပါကွာတီးပါလေတီးရတော့တီးကြတာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များဟာပဲခူးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များနဲ့အတူကျွန်းတာယာရက်ကွက်မှဒုက္ခသည်များယာယီတဲခိုရာအနောက်ရွှေနသာဘုန်းကြီးကျောင်းကိုတွားရောက်ပြီးအိမ်ထောင်စု160ကို၎င်းကြောက်ကြီးစုရက်ကွက်မှဒုက္ခသည်များယာယီတဲခိုရာပဲခူးမြို့အမှတ်1အစိုးရအလဲတန်းကျောင်းသို့တွားရောက်ပြီးအိမ်ထောင်စု112စုနဲ့လုံအားပေး9ဦးစုစုပေါင်းအိမ်ထောင်စု128စုကို၎င်းအဲ့ဒီနောက်ရွှေမော်တော်ဖျားမှာခိုလုံနေကြတဲ့အိမ်ထောင်စု9စုအား၎င်းအိမ်ထောင်စုတစ်စုကိုစံတပီနှုံးနဲ့လှူဒန်းခဲ့ကြပါတယ်လွန်ခဲ့တဲ့တနင်္ဂနွေနေ့ကစတင်ပြီးပဲခူးမြို့မှာရေကြီးခဲ့ရာအင်ဂျီ1000ကျော်နစ်မြုပ်ခဲ့ကြောင်းရေဘေးဒုက္ခသည်များဟာနီးစပ်ရာမှာခိုလုံနေကြရကြောင်းမြို့မိမြို့ဖများနဲ့တန်ဃာတော်များကလည်းရေဘေးဒုက္ခသည်များကိုအကူအညီများပေးနေကြကြောင်းသိရှိရပါတယ်ဒေါက်တာမေဝင်းမြင့်ဦးဝင်းထိန်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များဟာရန်ကုန်မြို့မှပဲခူးမြို့ကိုစက်တင်ဘာ2ရက်နေ့မနက်9နာရီကထွက်ခွာသွားခဲ့ကြပြီးရန်ကုန်မြို့ကိုနေ့လယ်2နာရီခွဲမှာပြန်လည်ရောက်ရှိခဲ့ကြပါတယ်ခင်ဗျာ
ကျွန်တော်ဆေးဝါးတို့ဘာတို့ကုသပြီးတဲ့လူတွေလာတယ် လာတယ်စေးသားလာတယ်ဒါပေမဲ့ဆံမပြန်လာလားမသိဘူးတွေ့တယ် တော်တော်ဒီထောက်ပံ့ပေးတဲ့ဟာတွေရော ရပါတယ်သူလည်းဒီနေ့ဆိုရင်ရှင်နေသားဘုန်းကြီးဒီပါဆံအိတ်6ရက်လောက်ဆိုရှင်းလာပြောပါ ဒီပြအဖွဲ့တွေလည်းတူလာပါတော့တွေ့နေတယ် ဟုတ်ကဲ့လူရတယ်သူပါတယ်ကြောက် ဟုတ်တယ်ကျမ်းမာရေးအတွက်လည်းပေးကြတယ် ပြည့်စုံပါတယ်ကျမ်းမာရေးလည်းပြည့်စုံပါတယ်ကျမ်းမာရေးအတွက်လည်း ဟုတ် ကျမ်း ပါ မာ ကျမ်းမာရေးအတွက်လေဆရာမတွေအနည်းတန်းလို့ရှိတယ်လေဘာများလိုအပ်တာပြောကြနေတယ် ဘာမှမဟုတ်ကျွန်တော်ကပြည့်စုံကျွန်တော်ကလည်းပြည့်စုံပါတယ် အလူတန်းလည်းပြည့်တယ်ရေကြရင်အိမ်ပြန်ရုံပဲရှိ ပြန် တယ် ပြန်အောင်လည်းတော့ဆေးနေပြီ ဟုတ်တယ်ဘယ်နည်းကြည့်သွားလဲခလေးမီးဖွာတာ17ရက်ကြည့်အော်ဒီရေကြီးတော့တစ်ပတ်လောက်ပဲရှိအောင်ပါပေါ့ဒီကိုပြောင်းလာခလေးလေးရောကျမ်းမာရေးရကောင်းတယ် နောက်လေးကနောက်ပဲမို့ ဒီမှာလည်းအထောက်ပံ့နေရကြပါတယ်